ဘောလုံးလောကရဲ့ဂုဏ်ကြီးနှုတ်ဖြစ်တဲ့လီယိုနယ်မက်ဆီနဲ့ခရစ္စတီယာနိုရိုနယ်ဒိုတို့ကကမ္ဘာဘောလုံးသမိုင်းမှာခံထားတဲ့အောင်မြင်မှုတွေရယူပိုင်ဆိုင်ခဲ့ကြတယ်ဆိုတာကိုတော့အားလုံးကသိကြမှာပါမက်ဆီနဲ့ရိုနယ်ဒိုကဆယ်စုနှစ်တခုကိုကျော်လွန်ပြီးပြိုင်ဆိုင်မှုတွေပြင်းထန်ခဲ့ကြပါတယ်ဘောလုံးလောကရဲ့ထာဝရအကောင်ဆုံးကစားသမား2ယောက်ဖြစ်ကမ္ဘာဘောလုံးပရိသတ်တွေကသတ်မှတ်ခဲ့ကြပြီးသူတို့ရဲ့အောင်မြင်မှုတွေကလည်းဘယ်ကစားသမားမှမရယူနိုင်လောက်တဲ့အထိဂုဏ်ရှိန်ဂုဏ်ဝါကြီးမားခဲ့ကြပါတယ်အခုချိန်မှာအသက်အရွယ်တစ်ခုကိုရောက်ရှိနေပေမဲ့လည်းဂုတ်ကြီးနှစ်ဦးကတော့မြက်ကင်းစိတ်နှစ်ဘွားနဲ့အနားယူဖို့ကြောင်းကိုတခါမှထုတ်ဖို့မပြောခဲ့ပါဘူးဒီပုဂ္ဂိုလ်ကြီးနှုကတော့ဘောလုံးလောကရဲ့စံထားရတဲ့ကစားသမားနှုတ်ဖြင့်တမိုင်းမှတ်တမ်းတစ်ခုရေးထိုးနိုင်ခဲ့ပြီးမျိုးဆက်သစ်ကစားသမားတွေအနေနဲ့လေးစားအားကြရတဲ့ပုဂ္ဂိုလ်နှစ်ဦးပဲဖြစ်ပါတယ်သူတို့နှစ်ဦးအနေနဲ့ဘောလုံးလောကကနေအနားယူကြတော့မှာလားဆိုတဲ့ဝေဖန်သုံးသပ်မှုတွေကိုပရိသတ်တွေကစိုးရိမ်နေကြပြီးတော့ဒီကစားသမားနှုတ်ကိုမြက်ကင်းစိတ်နှစ်ပေါ်မှာဆက်ပြီးတော့မြင်ကျင်နေသေးတဲ့စိတ်ဆန္ဒတွေလည်းရှိနေကြပါသေးတယ်မက်ဆီနဲ့ရိုနယ်ဒိုကခေတ်တခေတ်ရဲ့ပြိုင်ဘက်တွေဖြစ်ခဲ့ကြပေမဲ့တုံးနဲ့ဒူကြားမှာစံထားရလောက်တဲ့လေးစားမှုတွေရှိခဲ့ကြပါတယ်။ကမ္ဘာမီဒီယာတွေနဲ့တခြားကစားသမားတွေရဲ့သွေးခွဲရန်တိုင်းမှုတွေကိုလည်းမက်ဆီနဲ့ရိုနယ်ဒိုတို့က professional ဆန်ဆန်နဲ့ကြော်ပြတ်နိုင်ခဲ့ကြပါတယ်။ဘောလုံးတော်စုဝေးပွဲတစ်ခုရဲ့အင်တာဗျူးမှာလည်းရိုနယ်ဒိုကကျွန်တော်နဲ့မက်ဆီကြားမှာကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိပါတယ်။ကျွန်တော်တို့နှစ်ယောက်ကအခုချိန်ထိညစာစားပွဲတွေအတူမဆုံဘူးသေးပေမဲ့အနာဂတ်မှာတော့ဖြစ်လာမှာပါလို့ဖြေကြားခဲ့ပူပါတယ်။မက်ဆီနဲ့ရိုနယ်ဒိုနှစ်ယောက်စင်မြင့်ပေါ်မှာအောင်မြင်မှုတွေရယူနိုင်ခဲ့သလိုသူတို့နှစ်ဦးရဲ့မျိုးဆက်သစ်တွေဖြစ်တဲ့တောင်းနှစ်ယောက်ကလည်းအဖေတွေရဲ့ခြေရာတွေကိုနင်းနိုင်ကြမလားဆိုတဲ့ဝေဖန်သုံးသပ်မှုတွေရှိနေခဲ့ကြပါတယ်။မက်ဆီရဲ့သားဖြစ်သူတီယာဂိုကလက်ရှိမှာအင်တာမိုင်ယာမီရဲ့လူငယ်အသင်းမှာကစားနေတာဖြစ်ပြီးတူးကြတဲ့ခြေစွမ်းတွေကိုပိုင်ဆိုင်ထားတာပါ။ဖခင်ဖြစ်သူမက်ဆီရဲ့အသွေးသားတွေစီးဆင်းနေတဲ့အတိုင်းသူ့ရဲ့ခြေစွမ်းတွေကထူးခြားလွန်းလာပါတယ်။အသက်အရွယ်နဲ့မလိုက်အောင်ဘောလုံးညံ့ရင်မြင်ပါပြီးပါရမီထူးချွန်တဲ့လူငယ်လေးတစ်ယောက်ဖြစ်နာမည်ကျော်ကြားနေခဲ့ပါတယ်။အင်တာမိုင်ယာမီအသင်းနဲ့အတလန်နာယူနိုက်တက်တို့ကစားခဲ့တဲ့ပွဲစဉ်မှာအင်တာမိုင်ယာမီအသင်းက12ကိုဂိုးမရှိနဲ့အနိုင်ရခဲ့ပြီးတီယာဂိုမက်ဆီတူးရဲက17ဂိုးထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ရိတ်သက်တွေနဲ့အသင်းတာဝန်ရှိသူတွေကလည်းလက်ဖြားခါရလောက်တဲ့တီယာဂိုမက်ဆီရဲ့ခြေစွမ်းကိုချီးကျူးဂုဏ်ပြုခဲ့ပြီးအနာဂတ်မှာတောက်ပနိုင်တဲ့လူငယ်ကျယ်ဝန်းလေးတစ်ယောက်ဖြစ်ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ရိုနယ်ဒိုရဲ့သားဖြစ်သူရိုနယ်ဒိုဂျူနီယာကလည်းဖခင်ဖြစ်သူကိုကြီးတိုင်းအနာဂတ်မှာတောက်ပလာနိုင်မဲ့အရေးချင်းတွေကိုပိုင်ဆိုင်ထားတဲ့သူလို့ဆိုရမှာပါ။လက်ရှိအန်နာဆာလူငယ်အသင်းမှာကစားနေပြီးတော့တေတန်းလှပတဲ့ကစားဟန်တွေကြောင့်ရိုနယ်ဒိုပေါင်းစလေးလို့အမည်တွင်နေခဲ့ပါတယ်။ဖခင်ဖြစ်သူရိုနယ်ဒိုရဲ့နီးစနစ်ကြတဲ့တင်ကြားပြသမှုတွေနဲ့တူထူးခြားတဲ့ခြေစွမ်းတွေကိုပိုင်ဆိုင်ထားနိုင်ခဲ့တာပါ။ယခုလက်ရှိမှာတော့ဆော်ရီရဲ့အန်နာဆာလူငယ်အသင်းမှာခြေစွမ်းပြကစားနေတဲ့ကြားရိုင်းလေးတစ်ကောင်ဖြစ်ပါတယ်။အဲဒီရဲ့လူငယ်အသင်းကို19-9နဲ့အနိုင်ရခဲ့တဲ့ပွဲမှာရိုနယ်ဒိုဂျူနီယာက19လုံးသွင်းယူပေးနိုင်ခဲ့ပြီးအဲဒီရဲ့အသင်းရဲ့မှော်စရာလေးဖြစ်ခဲ့ပါတယ်။ဒီလူငယ်လေးနှစ်ယောက်ရဲ့တူးထွန်ပြောင်မြောက်တဲ့ဘောလုံးဆိုင်ရည်တွေကနောက်တစ်ချိန်မှာဘောလုံးစင်မြင့်ထက်မှာမက်ဆီနဲ့ရိုနယ်ဒိုလိုမျိုးပြိုင်ဆိုင်မှုတွေပြင်းထန်လာနိုင်မလားဆိုတဲ့ထင်မြင်ယူဆချက်တွေရှိနေပါတယ်။ဂုတ်ကြီးနှုတ်ဖြစ်တဲ့မက်ဆီနဲ့ရိုနယ်ဒိုနှစ်ယောက်လုံးကဘောလုံးလောကကနေပျောက်ကွယ်သွားတဲ့နောက်တစ်ချိန်မှာသူတို့ရဲ့သားနှစ်ယောက်ကဖခင်ရဲ့ကိုစားဇက်လက်ရှင်ပြိုင်သွားပြီးတော့ဘောလုံးလောကကြီးကိုနောက်တစ်ချိန်လွှမ်းမိုးသွားနိုင်မလားဆိုတာကိုတော့စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။